ဥစ္စာလေးတွေရဲ့အဖြေကိုစဉ်းစားရင်းနဲ့တို့ရဲ့ဉာဏ်ရည်ကိုမြင့်တင်ကြရအောင်အခုပေးထားတဲ့ပုံမှာဆိုလို့ရှိရင်ပုံ1မှာ17ကန်ပုံလေးပေးထားတယ်နောက်တစ်ခါအဝိုင်းလေး9ဝိုင်းပေးထားတယ်သူတို့ရဲ့ position တွေကပုံ1က position ကနေပြီးတော့ပုံ2အဖြစ်ကိုသူကပြောင်းလဲသွားပါတယ်အဲ့လိုပြောင်းလဲသွားမယ်ဆိုလို့ရှိရင်တဲ့အခုပေးထားတဲ့ပုံလေးကနေပြီးတော့နောက်ထပ်ဘာပုံလေးဖြစ်လာမလဲဆိုတာကိုတို့တွေစဉ်းစားကြရအောင်အဲ့ဒီလိုစဉ်းစားတဲ့အခါမှာအောက်ဖော်ပြပါအဖြေ ABCDE တွေကနေပြီးတော့အဖြေမှန်ကိုရွေးချယ်ကြရပါမယ်ဟုတ်ပါပြီဒီနေရာမှာမိမိကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်အောင်လေ့ကျင့်သလိုမိမိရဲ့ကျောင်းသားတွေကိုဒါမှမဟုတ်ရင်ကိုယ့်ရဲ့သားသမီးတွေကိုတွေးခေါ်တတ်အောင်လေ့ကျင့်ပေးနိုင်မှုအတွက်လည်းကျမအနေနဲ့နီးလန်းလေးတွေကိုဖြန့်ဝေလိုပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ကျမတို့ပထမပုံကနေပြီးတော့ဒုတိယပုံဖြစ်လာတဲ့ပတ်တန်ကိုစဉ်းစားရပါမယ်အဲ့ဒီခါကြလို့ရှိရင်ပထမပုံရဲ့ပတ်တန်မှာဆိုရင်အပြင်ဘက်မှာရှိနေတဲ့အဝိုင်းလေးအဝါရောင်ကနေပြီးတော့အဝါရောင်ဟာဒုတိယပုံမှာဆိုရင်အထဲကိုဝင်သွားတယ်ဒါဆိုရင်ဒီဘက်မှာရှိနေတဲ့အဝါရောင်အလုံးလေးဟာလည်းအထဲကိုဝင်သွားတယ်ဒီမှာရှိနေတဲ့အနီရောင်လုံးလေးကအပြင်ကိုထွက်သွားတယ်ဒါကြောင့်ဒါဆိုသူ့ရဲ့ပတ်တန်အရာကြည့်မယ်ဆိုရင်အားလုံးဟာအထဲမှာရှိနေတဲ့အလုံးတွေဟာအပြင်ကိုထွက်သွားတယ်အပြင်မှာရှိတဲ့အလုံးတွေဟာအထဲကိုဝင်သွားတယ်ပြီးရင်သူတို့မှာကာလာတွေချိန်သွားတယ်ပေါ့နော်အဲ့တော့အဝါရောင်လေးကအနီရောင်ဖြစ်ကိုပြောင်းသွားတယ်အနီရောင်လေးကအဝါရောင်ဖြစ်ကိုပြောင်းသွားတယ်ဒါဟာဒီပုဒ်စာရဲ့ပေးထားတဲ့ပတ်တန်ဖြစ်ပါတယ်ဒါဆိုရင်ဒီပတ်တန်ကိုခေါင်းထဲမှာသိပြီဆိုတာနဲ့ဒီပေးထားတဲ့ပုံအတွက်တို့တွေရွေးချယ်ကြမယ်ဒါဆိုရင်ဒီမှာဆိုရင်အဝါရောင်အလုံးလေးဟာအထဲထဲမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်သူဟာနောက်လာတဲ့ခန်းမင်းမှာဆိုရင်သူကအပြင်ဘက်မှာရှိနေဖို့လိုပါတယ်ဒါဆိုအပြင်ဘက်မှာရှိရမယ်အရောင်ဟာအနီရောင်ဖြစ်ရမယ်ပေါ့နော်ဒါဆိုရင်အရောင်ဟာအနီရောင်ဖြစ်ရမယ်ဒါဆိုဒီလိုမျိုးနဲ့သာတွက်ချက်မယ်ဆိုလို့ရှိရင်အထဲမှာရှိနေတဲ့နှလုံးကအပြင်ရောက်သွားပြီးတော့အပြင်ဘက်မှာရှိနေတဲ့အလုံးလေး၃လုံးကအထဲကိုရောက်သွားမယ်ဒါဆိုဖြစ်နိုင်ချေအထဲမှာအဖြေမှန်ဒီ၃လုံးဖြစ်ကိုဖြေရမယ်ဒါဆိုရင်ကျမတို့ပေးထားချက်ကိုကြည့်တဲ့အခါမှာ A မှာ၃လုံးရှိလားကြည့်လိုက်တော့ရှိပါတယ် B မှာ၃လုံးမရှိတဲ့အတွက်ကြောင့်ဒီအဖြေကိုပယ်ရပါမယ် AC မှာလည်းအထဲမှာ၃လုံးမရှိတဲ့အတွက်ဒီအဖြေကိုပယ်ရပါမယ် D မှာလည်းဒီမှာအထဲမှာ၃လုံးရှိတဲ့အတွက်ကြောင့် D ကတော့စဉ်းစားဖို့ထားရပါမယ်။ဒါပေမဲ့ E မှာဆိုရင်အထဲမှာနှလုံးပဲရှိတဲ့အတွက်ကြောင့်သူ့ကိုလည်းပယ်ရပါမယ်။အဲ့ဒါကိုကျမတို့က essentiality ကိုကြည့်ပြီးတော့ possibility ဖြစ်တန်စွမ်းကိုစဉ်းစားတယ်လို့ကျမတို့ယူဆရပါတယ်။အဲ့ဒီလိုပြီးသွားတဲ့အခါမှာကျမတို့ဆက်စဉ်းစားတဲ့အခါမှာဒီမှာဆိုရင်အထဲမှာရှိနေတဲ့အပြင်မှာအထဲမှာရှိနေတဲ့ကောင်လေးတွေကအယောင်ပြောင်းသွားတယ်ပြင်ထွက်သွားတယ်လို့အယောင်လည်းပြောင်းသွားတယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင်အဝါရောင်နှလုံးရှိတယ်အနီရောင်3လုံးရှိတယ်ဒါဆိုအဖြေမှန်ဟာအဝါရောင်က3လုံးနဲ့အနီရောင်2လုံးဖြစ်ရပါမယ်ဒါဆို A ကိုကြည့်လိုက်တဲ့အခါမှာ A မှာဆိုလို့ရှိရင်အဝါရောင်2လုံးနဲ့အနီရောင်3လုံးပဲဖြစ်နေပြီးတော့ A ရဲ့ဒီမှာပြောင်းလဲသွားရမယ့် position ပေါ့နော် position တွေပြောင်းအောင်တော့မကပဲနဲ့အရာမှာပြောင်းလဲရမှာဒီအချက်ကပြောင်းလဲမှုမရှိတဲ့အတွက်ကြောင့်ဒီအဖြေကိုကျမတို့ပယ်လိုက်ပါတယ်ဒါဆိုရင်အဖြေမှန်ဟာမဖြစ်သွားလဲဆိုရင်ဒီဖြစ်သွားပါတယ်ဒီလိုမျိုးနဲ့ကလေးတွေကိုပတ်တန်မြင်အောင်ပြောပြပေးလို့ရပါတယ်ဒါဆိုရင်တော့ဒီနောက်ပုံမှာပေးထားတဲ့ပေါ့နော်ဒီ pattern တိုင်းသွားမယ်ဆိုရင်အခု question mark ပြထားတဲ့နေရာရဲ့အဖြေမှန်ဟာဘာဖြစ်မလဲဆိုတာကိုအောက်ဖော်ပြပါ ABCD ကနေပြီးတော့စဉ်းစားလို့ရပါတယ်အဖြေမှန်ကို comment မှာရေးခဲ့လို့ရပါတယ်ရှင်